ရိုးသမီးကဘလို့ရှယ်တီးနာအေးမင်းတီးရမှာလေအေးလေရိုးသမီးကဘလို့ရှယ်တီးနာအေးမင်းတီးရမှာလေအေးလေတို့သားတီးရမှာလေအေးလေအခုကတို့သမီးတီးနာတီးနာဘလို့တီးအဓိကတီးဖို့အတမ်းမီဖို့အရေးကြီးတယ်ဆောင်းလို့ပြောလုံးဝခမ်းမကြီးကလုံးဝရှယ်တီးနဲ့ရှယ်ကောဒါကျွန်တော်ရဲ့တငယ်ချင်းမင်္ဂလာဆောင်မှာဖြစ်ပါတယ်နောက်ဆုံးလူညပါနောက်ဆုံးလူညပါလုံးဝဒီမှာအဲပါလုံးဝရှယ်တီးနဲ့ရှယ်ကောတိုင်းထားလာလာနေထားဘာညာအနေနဲ့ဘာညာပေါ့လည်းကိုကြီးနေရနေရင်ဆောင်ပြရဘလို့အရင်ဆောင်ဘလို့တကောင်းတောင်ကြာနေပြီဘလို့အရင်ဆောင်အောင်ငါတကောင်ထက်ကြအောင်လို့ဒုက္ခပဲနောက်တီးလို့ရတန်ကောင်းနေလားပဲတန်ကောင်းတန်ကောင်းနဲ့ပဲတန်ကောင်းပါဘာလို့သူ့တိုင်ကျေးကြီးပါလဲဘာလို့လာပြောနေပြောတာဘလို့သဘောလို့နောက်ကတယောက်ထဲဦးမှာဟိုသားပဲတို့သမီးမပါသေးဘူးလုံးကြောင်တယောက်တည်းဆောင်တယ်အေးတို့သမီးမပါမားတယ်မောင်ဝေဖြိုးအောင်မမားနဲ့ဆောင်အောင်မားနဲ့ဆောင်တော့ပဲဒီတန်းလည်းဖြစ်နေတာရှော့ချုံနေပြီတို့သမီးကချုံနေထွက်လာရတို့သမီးကချုံနေထွက်လာကြာနေအောင်ရှင်တို့ဆောက်စီလာကြပဲနဲ့နောက်မကြောက်အောင်စောဒီလိုလုံးဆောင်နေတာပြန်ကုန်ပြီရှင်တို့လာစောစီဒီမဲ့ပဲပြုတ်တယ်တော့မထားသေးဘူးကဆက်ပွင့်ပြီဆိုတော့ခါတခါတည်းမနန်းနေဒီရင်မထဲမှာတူလေးရှိတို့သမီးရေရှင်ဘာကံပါလာလဲပြင်ရတဲ့ကံပါပေါင်းသိများတွေမိတ်ဆုံကြလဲပေါင်းစီမိတဲ့အချိန်အမှန်လို့အောင်မွေးချိန်တဲ့တိတ်တိတ်မစဲတဲ့နှစ်ပတ်တော့တိုင်းဝိုင်းပေါင်းသိများရဲ့အဆောင်ခံမှာပုံလေးရှိလာမီလူဝီပါပါမီလူမျက်နှာချက်တည်းတင်လာတယ်ပါပြီတဲ့အပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အချိန်အမှန်လို့အောင်မွေးချိန်တဲ့တိတ်တိတ်မစဲလာချင်ရဲ့မြတ်သူရခဲ့ပြီစပက်တော်မိဘများရှိလူချွေခါကလိန်ငါတွေပို့ရှုမြင်သူတိုင်းမဝင်ဖို့ချစ်တိုင်းများရတဲ့မောင်ငယ်တို့ဆောင်လေအောင်ရွယ်စုမြတ်တာတောင်းကြံဖို့အပြုံးပြများနဲ့နှလုံးသားအလားတွေအကျဉ်းနာစေတနာလေးတွေမြတ်တာပွား